တခါကတော့ကြီးတစ်ခုထဲမှာရုံကလေးတစ်ကောင်နဲ့ဝုံဝုံကြီးတစ်ကောင်ဟာတငယ်ချင်းတွေဖြစ်ကြတဲ့ဝုံဝုံကြီးဟာခွန်အားလိုကြီးမှပဲမဲ့ညံကတော့သိမရှိပဲခတ်တုံတုံအေးအေးဆေးဆေးနေတတ်သူပါရုံကလေးကတော့အလွန်ပါးနပ်ပြီးအမြဲတမ်းအကြံဉာဏ်တွေထုတ်တတ်သူပေါ့တနေ့မှာရုံကလေးကဝုံဝုံကြီးကိုအကြံတစ်ခုပေးတယ်တငယ်ချင်းဝုံဝုံကြီးငါတို့အတူတူလဲလောက်ကြမလားမင်းကအားကြီးတော့မြေတူးပေးငါကမျိုးစေ့တွေဝယ်ပေးမယ်ထွက်လာတဲ့အသီးအနှံတွေကိုငါတို့တဝက်စီခွဲယူကြတာပေါ့လို့ပြောလိုက်တယ်ဝုံဝုံကြီးကလည်းသဘောတူလိုက်တာပေါ့ရုံကလေးကဒါနဲ့ဝုံဝုံကြီးအသီးအနှံတွေထွက်လာရင်မင်းကပဲအပိုင်းကိုယူမလဲအပင်ရဲ့အပေါ်ပိုင်းလားမြေကြီးတွေကအောက်ပိုင်းလားလို့မေးတယ်ဝုံဝုံကြီးကအပင်တွေကအပေါ်မှာပဲအသီးသီးတယ်လို့ထင်ပြီးငါကအပေါ်ပိုင်းကိုယူမယ်လို့ဖြေလိုက်တယ်။ရုံကလေးကပြုံးပြီးအာလူးတွေကိုစိုက်လိုက်ပါတော့တယ်။ရိတ်သိမ်းချိန်ရောက်တော့ဝုံဝုံကြီးဟာအပေါ်ကအရွက်ချောက်တွေကိုပဲရလိုက်ပြီးရုံကလေးကတော့မြေကြီးတွေကအာလူးဥအကြီးကြီးတွေကိုသိမ်းသွားတာပေါ့။ဝုံဝုံကြီးဟာအာလူးဥတွေကိုကြည့်ပြီးနောက်တစ်ခါကျရင်ငါအောက်ပိုင်းကိုပဲယူမယ်လို့ဆုံးဖြတ်လိုက်တယ်။ဒုတိယအချိန်မှာရုံကလေးကကောင်းပြီဝုံဝုံကြီးမင်းအောက်ပိုင်းယူမယ်ဆိုရင်ငါကအပေါ်ပိုင်းယူမယ်လို့ပြောပြီးဒီတစ်ခါမှာတော့ပြောင်းဖို့တွေစိုက်လိုက်ပြန်တယ်ရိတ်သိမ်းချိန်ရောက်တော့ဝုံဝုံကြီးဟာမြေကြီးတဲကအမြစ်တွေကိုပဲရပြီးရုံကလေးကတော့အပေါ်ကပြောင်းဖို့အဖက်ကြီးတွေကိုတိမ်သွားပြန်တယ်ဝုံဝုံကြီးဟာအရှမ်းကိုစိတ်ညစ်သွားတာပေါ့နောက်ဆုံးမှာဝုံဝုံကြီးကငိုမိတ်မိတ်နဲ့ပြောတယ်ရုံကလေးဟာမင်းကအရန်ပန်းတော့ကြပဲငါကတော့အားသာရှိပြီးဘာမှမသိလို့အမြဲတမ်းအမားတွေပဲလုပ်နေမိတယ်လို့ပြောလိုက်တယ်။ရုံကလေးဟာဝုံဝုံကြီးကိုကြည့်ပြီးတနာသွားတယ်။စိတ်မပူပါနဲ့တကယ်ချင်းဟာငါမင်းကိုအဆက်နောက်ခဲ့မိတာတောင်းမှမှာလေ။ငါတို့ရထားတဲ့အာလူးတွေနဲ့ပြောင်းဖို့တွေကိုအတူတူဆက်စားချတာပေါ့။နောက်ဆိုရင်ငါတို့အလုပ်တစ်ခုခုလုပ်ရင်အတူတူတိုင်ပင်ပြီးလုပ်ကြမယ်လို့ပြောလိုက်တယ်။အဲ့ဒီနေ့ကစပြီးရုံကလေးဟာသူ့ရဲ့ဉာဏ်ပညာကိုဝုံဝုံကြီးကိုလှည့်စားဖို့တုံးမပြူတော့ပဲဝုံဝုံကြီးရဲ့ခွန်အားနဲ့ရုံကလေးရဲ့ဉာဏ်ပညာကိုပေါင်းစပ်ပြီးတော်ထဲမှာအပျော်ရွှင်ဆုံးတငယ်ချင်းတွေအဖြစ်နေထိုင်သွားကြလေတော့တဲ့ပုံမြင်လေးကပေးခြင်းနဲ့သင်ခန်းစာကတော့ဉာဏ်ပညာသည်ခွန်အားထက်တာလွန်သည်ခွန်အားဘလောက်ရှိရှိဉာဏ်ပညာမပါလျင်အမားလုံးမိတတ်သည်မိတ်ဆွေအချင်းချင်းမလဲစားတဲ့မှာပါနမှုကိုမိမိကိုယ်ကျိုးအတွက်သာမသုံးပဲတငယ်ချင်းကိုကူညီရန်အသုံးပြုသည်ပေါင်းဆက်ခြင်းသည်အောင်မြင်မှုဖြစ်သည်ခွန်အားရှိသူနှင့်ဉာဏ်ရှိသူပူးပေါင်းဆောင်ရွက်လျင်အကောင်းဆုံးသောရလဒ်များထွက်ပေါ်လာနိုင်သည်နောက်ထပ်ပညာပေးပုံစံလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်